အားလုံးမင်္ဂလာပါဆရာတို့ကိုစိတ်ကျမရဲ့ကျမရေးပညာပေးအစီအစဉ်ကနေကြိုဆိုပါတယ်ဆရာတော်ဒေါက်တာပြည်ဖြိုကျော်ပါဆရာတို့ကိုစိတ်ကျမရေးပညာပေး page အနေနဲ့ခုကနေစပြီးတော့ဆရာတို့ဒီကျမရေးပညာပေးဗီဒီယိုလေးကိုအခါအားလျော်စွာတင်ပြတော့မှာဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာဆရာတို့စပြီးတော့ကျမရေးပညာပေးအနေနဲ့စပြီးပြောချင်တာကလူနာအများစုမှာအထင်မှားနေတဲ့ပြဿနာလေးတစ်ခုပေါ့နော်အဲ့တော့ဆရာပေးထားတဲ့ခေါင်းစဉ်လိုပါပဲခေါင်းမူးမှာသွေးတူတာမဟုတ်ပါဘူးနော်ဆရာတို့စေကူလာတဲ့သက်တမ်းတစ်ချောင်းမှာဆရာတို့သွေးတိုးယောဂလူနာတို့များများကိုတွေ့ပူပါတယ်နော်တွေ့ပူတော့လူနာတွေအများစုကိုဆရာတို့ကမေးလိုက်တဲ့အခါကျတော့တချို့တွေဆိုရင်သူ့မှာသွေးတိုးရှိလို့ရှိမှန်းမသိတာပေါ့နော်တချို့တွေကျတော့သွေးတိုးရှိမှန်းတော့သိတယ်ဒါပေမဲ့စိတ်ပုံမှန်မတော့ဖဲနဲ့နေကြရပေါ့နော်အဲ့တော့ဘာလို့နေကြလဲလို့ဆရာတို့ပြန်မေးလိုက်တဲ့အခါမှာကျွန်တော်တို့ကဘာမှမဖြစ်ဘူးဆရာရဲ့ပေါ့နော်ဘာမှမဖြစ်တဲ့အခါကျတော့သွေးပေါင်လည်းမချိန်ဖြစ်ဘူးအမှသွေးတိုးကြစေဘူးလေသူတို့ပုံမှန်မတော့ဖြစ်ဘူးပေါ့မတော့ဖြစ်ပဲနဲ့ပြဿနာဘာဖြစ်သွားလဲဆိုတော့အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့တချို့သွေးတိုးကိုလုံးဝမထိန်းနိုင်တော့တဲ့အခါမှာသွေးတိုးရဲ့နောက်ဆက်တွဲတွေဖြစ်တဲ့လေဖြတ်ထားတို့အုံနောက်သွေးကြောပြတ်ထားတို့နှလုံးယောဂဖြစ်တာကြောက်ကပ်ယောဂဖြစ်တာစသဖြင့်ဒါမျိုးတွေဖြစ်တော့မှဆရာတို့အချိန်လွန်သွားတဲ့အချိန်ကျမှဆရာတို့သိလိုက်ရအမျိုးတွေလည်းရှိတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီချက်လေးကိုဆရာတို့နည်းနည်းလေးသတိပေးချင်တာပါအဲ့တော့ဆရာခေါင်းစဉ်လိုပဲပေါ့နော်အဲ့တော့သွေးတိုးယောဂကတချို့လူနာတွေကကြတော့ဒီသွေးနဲ့တက်လာပြီဆိုတာနဲ့ပေါ့ဥမာသွေးပေါင်ချိန်အပေါ်သွေးက150 160လောက်ဖြစ်ပြီဆိုတာနဲ့ကိုခေါင်းမူးလာတာစကြောတက်လာတာဒါရှိတတ်တယ်တချို့တွေကတော့အဲ့လိုမျိုးရှိတယ်ပေါ့ဒါပေမဲ့တချို့ကျတော့အဲ့လိုမဟုတ်ဘူးသွေးပေါင်ကဥမာအပေါ်သွေးဆိုရင်တချို့တွေ180 190အထိသူတို့ဘာမှမဖြစ်သေးဘူးပေါ့ဘာမှမဖြစ်သေးပဲနေနိုင်တယ်ဘာလက္ခဏာမှမပြပဲနဲ့ရှိနေရမျိုးတွေရှိရပေါ့နော်အဲ့တော့အဲ့မျိုးကတစ်ခါကြာရင်သူတို့ကသွေးကဘလောက်ပဲတက်ပေါ့နော်သူကသူဘာလက္ခဏာမှမပြတဲ့ခါကျတော့သူတို့ကသူသွေးတိုးမှလည်းမသိတဲ့ခါကျတော့ဒီတိုင်းပဲနေလိုက်တာနေလိုက်ရင်းနဲ့မှကြာလာတဲ့ခါကျတော့အမှသွေးတိုးရဲ့နောက်ဆက်တွဲပြဿနာတွေကြုံလာတာပေါ့နော်ကြုံလာတဲ့ခါကျတော့လူနာတွေကအမှပြဿနာတွေသွေးတိုးနောက်ဆက်တွဲဆိုးကျိုးတွေပေါ်လာတယ်ပေါ့နော်အဲ့တော့သွေးတိုးရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကအန်ဒီရများပါတယ်အသက်အန္တရာယ်ရှိတဲ့ဟာတွေပေါ့နော်အုံလုံးသွေးကြောပြတ်တာတွေလေဖြတ်တာတွေနော်တချို့တွေသွေးရမ်းတိုးသွားပြီးတော့တတိလက်သွားရရှိတယ်သွေးတိုးတာကြာလာတဲ့ခါကျတော့နှလုံးကြီးလာတယ်ကြာတော့နှလုံးအားနေသွားတယ်ပေါ့နော်အဲ့မျိုးတွေရှိလာတယ်နောက်တစ်ခါကျတော့နှလုံးသွေးကြောပိတ်ထားလို့ဘာလို့ဖြစ်သွားမှလဲသိရရှိတယ်တချို့ဆိုနာတာရှိကြောက်ကက်ယောဂါတွေဖြစ်သွားတယ်မျက်စိတွေထိခိုက်သွားတယ်နော်အဲ့ဒါမျိုးတွေသွေးတိုးရဲ့နောက်ဆက်တွဲတွေဖြစ်သွားမှပဲသိတယ်သိတဲ့အချိန်ကြာတော့မှတချို့ဟာတွေကပြန်ပြီးတော့ပြင်လို့မရတော့ဘူးပေါ့နော်အတန်တွေရှိတဲ့ဟာတွေရှိနိုင်တယ်လို့ထိခိုက်သွားပြီးကြောက်ကက်ဆိုရင်မှကြောက်ကက်ဆေးမှရတော့တဲ့အဆင့်မျိုးတွေပေါ့ဒါမျိုးတွေဖြစ်သွားတာရှိတယ်ပေါ့နော်အဲ့တော့အဓိကကဘာလဲဆိုတော့ခုနဆရာရှိမှပြောခဲ့တယ်လို့ပါပဲနော်အဲ့တော့ဘာလက္ခဏာမှမပြတဲ့အချိန်မှာသွေးပေါင်တက်နေတဲ့ဆိုတာကိုသတိမထားမိတာပေါ့နော်အဲဥစ္စာအဓိကပြဿနာလို့ဆရာတို့ယူဆတာနော်အဲ့ဒါလေးကိုဆရာတို့သတိပေးချင်တာပါအဲ့တော့သွေးတိုးပုံမှန်သွေးတိုးယောဂရှိနေတဲ့လူတွေအနေနဲ့ကိုယ့်ရဲ့သွေးပေါင်ကပုံမှန်ဖြစ်ရလားပေါ့နော်ဒါကိုဆရာတို့သိဖို့ကလည်းအရေးကြီးတယ်ပေါ့ဆေးပုံမှန်တောက်ပြီးထိန်းဖို့လည်းအရေးကြီးတယ်ပေါ့အဲ့တော့ဒါဆိုရင်ဆရာရဲ့ပေါ့နော်ဘာလက္ခဏာမှမပြဘဲနဲ့ကျွန်တော်သွေးတိုးမှန်းလို့သိမှာလဲပေါ့သွေးတိုးကိုသိဖို့ကတော့သွေးပေါင်ချိန်ကြည့်မှာပဲရမှာပေါ့နော်အဲ့တော့သွေးတိုးယောဂမရှိသေးတဲ့လူတွေဆိုရင်တော့မှသူကဘယ်လိုပြောကြလဲဆိုတော့သွေးတိုးယောဂဝင်လာလားမဝင်လာလားသိဖို့ဆိုရင်ဆရာတို့အနည်းဆုံး9နှစ်တစ်ခါတော့သွေးပေါင်တန်တိုင်းကြည့်တင်တယ်လို့စာတွေကပြောပါတယ်အဲ့တော့140 90နဲ့အထက်ဆိုရင်သွေးတိုးတယ်လို့ဆရာတို့သတ်မှတ်တယ်ပေါ့နော်ပေါ်သွေး140အောက်သွေး90ပေါ့ဒါသတ်မှတ်တယ်သွေးတိုးရှိပြီးသားလူတွေဆိုရင်လည်းသွေးတိုးကိုအစားအသောက်ဆေးတွေနဲ့ပုံမှန်ထိန်းရမှာသွေးတိုးယောဂပြသည်ဖြစ်လက္ခဏာပြသည်ဖြစ်စေမပြသည်ဖြစ်စေသွေးပေါင်ပုံမှန်ချိန်ရမယ်ပေါ့နော်အဲ့တော့သွေးတိုးကိုထိန်းနိုင်မထိန်းနိုင်အောင်ပုံမှန်စစ်ဖို့လုပ်ပါတယ်ဒါမှလည်းဆရာတို့ကပြောတဲ့သွေးတိုးရဲ့နောက်ဆက်တွဲတွေဖြစ်တဲ့အန်ဒီရရှိလှတဲ့ဒီယောဂလက္ခဏာတွေကနေဆရာတို့ကင်းဝေးနိုင်မှာပေါ့နော်အဲ့တော့ဆေးပုံမှန်တောက်ဖို့လုပ်မယ်အစားအသောက်နဲ့ထိန်းဖို့ပုံမှန်ထိန်းဖို့လုပ်မယ်ပေါ့ဒါအတွက်ကိုလည်းသွေးကောင်းမှုမှစကြောသက်မှမဟုတ်ဘဲနဲ့ဆရာတို့ပုံမှန်သွေးပေါင်ချင်းကြည့်ရမျိုးရှိနော်အဲ့ဒါဆိုအိမ်မှာသွေးပေါင်တိုင်းနဲ့ဆက်တွေဝယ်ထားတဲ့တူရှိရဲ့လူတွေဆိုရင်နော်အဲ့မျိုးနဲ့ပုံမှန်ချင်းကြည့်ရမျိုးပေါ့ဒါလိုအိမ်မှာသွေးပေါင်တိုင်းနဲ့ဆက်မရှိတဲ့လူဆိုရင်လည်းနေဆိုင်ရာဆေးကန်တွေပါမှာအနည်းဆုံးတော့တစ်ပတ်တစ်ခါနှစ်ခါလောက်သွားချိန်တာမျိုးပေါ့နော်သွေးသူခေါင်းမမူလဲသွေးနေတဲ့ပေါ့ဒါလေးတစ်ချက်တတိပေးချင်တာပါနော်ပြီးတော့တချို့ရှိသေးတယ်အဲ့လိုသွေးပေါင်တိုင်းလိုက်တော့ကောင်းနေတယ်ပေါ့130 80 120 80ဖြစ်နေတော့ကျွန်တော်တောက်နေသွေးကြစေမတောက်တော့ပဲနေလိုက်တယ်ပေါ့ဒါမျိုးလည်းဖြစ်တတ်တယ်အဲ့တော့တကယ်ပြန်စဉ်းစားဖို့လိုတာကသွေးကြစေကတောက်လက်ဆတောက်နေတာမို့လို့ဒီသွေးပေါင်ချိန်က120 80 130 80ဖြစ်နေတာပေါ့နော်အဲ့တော့သွေးကြစေကိုမတောက်တော့ပဲနေလိုက်ရင်ခါကျရင်သွေးပေါင်ပြန်များသွားတာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့အမျိုးမှလည်းခုနပြောရဲသွေးယောဂရဲ့နောက်ဆက်တွဲလက္ခဏာတွေပြန်ပေါ်လာမျိုးကြီးရှိတတ်ပါတယ်နော်အဲ့ဒါကြောင့်နောက်ဆက်တွဲလက္ခဏာတွေဖြစ်လာတာမျိုးရှိရပေါ့နော်ရှိတဲ့အတွက်ဆိုတော့သွေး
ကြာစေလဲပုံမှန်တောက်ဖို့လိုမယ်အစားအသောက်ကိုလည်းပုံမှန်ထိန်းဖို့လိုမယ်သွေးပေါင်အနေထားပုံမှန်ဖြစ်မဲ့ဖြစ်ကိုလက္ခဏာတစ်ခုလေးနဲ့မကြည့်ပဲနဲ့ဆရာတို့သွေးပေါင်ပုံမှန်ချိန်ပြီးတော့ထိန်းဖို့လိုတယ်ဆိုတော့ဆရာတို့အဓိကပြောပြချင်တာပါအဲ့တော့ဆရာပြောနေကြတဲ့အတိုင်းဒီပေါ့ခေါင်းမူးမှာသွေးတူတာမဟုတ်ပါဘူးเนาะအဲ့တော့ခေါင်းမမူးလဲပဲစကြုံမသက်လဲပဲသွေးပေါင်ဒီတိုးနေတတ်ပါတယ်အဲ့တော့ကြောင့်ဆရာတို့ပုံမှန်သွေးပေါင်ချိန်ပြီးတော့သတိထားနေထိုင်ရမယ်ဆိုတော့ဆရာတို့ပြောချင်တာဖြစ်ပါတယ်အားလုံးပဲကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ပိုင်းဆရာတို့ကျမရဲ့ပညာပေးဗီဒီယိုလေးတွေထပ်ရှိအောင်မှာဖြစ်တဲ့အတွက်ဆရာတို့ရဲ့ကိုယ်စိတ်ကျမ page ကိုလည်း like မလုပ်ရသေးရင် like လုပ်ထားပေးဖို့လည်းဖိတ်ခေါ်ချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်